အားလုံးပဲမင်္ဂလာပါခင်ဗျာတပိုင်မြန်မာနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီအခုပေါ့နော်ဒီ API key ကိုတချို့တွေမယူတတ်ဘူးပေါ့နော်ပြီးကြလို့ရှိရင်လည်း file down တာလည်းမ down တတ်ကြဘူးပေါ့နော်တချို့ဆိုရင်ပြီးကြလို့ရှိရင် tab editor မှာလည်းမထည့်တတ်ဘူးပေါ့နော်အဲ့လိုတွေဖြစ်တယ်ပေါ့နော်ပြီးကြလို့ရှိရင်လည်းအဲ့ဒီ key တွေကကိုထုတ်ပြီးနောက်ရကြပြောင်းဝင်မရတယ်ဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်ဒီနေ့အဲ့ဒါလေးကိုပြန်ပြီးတော့ပေါ့နော် Telegram မှာလည်းလူတိုင်းတော်တော်များများလာမင်းနေကြတော့ကျွန်တော်တယောက်ချင်း live ဖြစ်ရတာအဆင်ပြေတော့ကျွန်တော်ဗီဒီယိုလေးနဲ့လုပ်ပြရအောင်နော်API key ပဲအနေယူမလဲဆိုရင်ကျွန်တော်တို့အရင်ဆုံးကျွန်တော်က VPN လေးခံထားလိုက်မယ်နော်စင်ကာပူ VPN လေးခံထားလိုက်မယ်ကျွန်တော်တို့စင်ကာပူနဲ့ဆင်ပြေတဲ့အတွက်စင်ကာပူခံထားလိုက်မယ်မိတ်ဆွေတို့ကတော့ကိုဆင်ပြေတဲ့ VPN လေးနဲ့ခံထားလိုက်ပါနော်ဒီ UFO VPN လေးဆိုလဲတော်တော်ကောင်းတယ်ထိုင်းနိုင်လေးလည်းရတယ်နော်အဲ့ဒါကျွန်တော် Telegram မှာတင်ပေးထားတယ်ဒီကောင်ဆိုလဲ Pro ပဲနော်အဲ့ကျွန်တော်တို့သူ့ရဲ့ IP address ပေါ့နော် VPN လိပ်စာလည်းမှန်တယ်ထိုင်းဆိုထိုင်း location ပြရတယ်စင်ကာပူဆိုစင်ကာပူ location ပြတယ်ပေါ့နော်ကျွန်တော် Telegram ထဲမှာထည့်ပေးထားတယ်အဲ့အပေါ်မှာဆွဲတင်ပြီးတော့သွားရှာကြည့်ပေါ့နော်အဲ့ကျွန်တော်တို့အဲ့မှာ API key ယူလို့ဆိုရင် Google Chrome နဲ့သွားမှာပေါ့နော် Chrome နဲ့ရောက်ပြီဆိုတော့ကျွန်တော်တို့က Google ရဲ့ entry ရဲ့ဆိုပြီးရိုက်ရှာလိုက်မယ်ကြည့်မရိုက်ရှာပြီဆိုတော့လည်းကျွန်တော်တို့ Google ရဲ့ studio ဝင်လိုက်မယ်နော်ဝင်ပြီးပြီဆိုတော့လည်းကျွန်တော်ကဒီမှာတိုင်း desktop site ပြောင်းထားလို့ဒီတိုင်းဖြစ်နေရမှာเนาะဒါမိတ်ဆွေတို့ကမပြောင်းအောင်သေးဆိုဒီလိုအကြီးပဲစလုံးကြီးနဲ့ပေါ်နေမှာเนาะအဲ့ဒါဆိုဒီဘေးမှာကျွန်တော်တို့အားတုံးလေးတွေ့ရမလားပေါ်အားသွင်းလို့ရှိရင်ဝင်လို့ရှိရင်ဗျာကျွန်တော်တို့အားသွင်းတဲ့နေရာပြတယ်ပေါ့အဲ့အောက်မှာဆက်30ရှိရเนาะညာဘက်တောင်မှာအဲ့ဒါလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီမှာဒီလိုလေးကြာလာဆိုဒီအောက်ဆုံးမှာကွန်ပျူတာပုံလေးပေါ်နေအဲ့မှာကွန်ပျူတာပုံပေါ်နေတဲ့ desktop site ဆိုတော့အမှန်လေးချစ်ပေးလိုက်เนาะအဲ့ခွင်းလေးထဲမှာအမှန်လေးချစ်ပေးလိုက်ရင်ဒီမှာစလုံးအသေးလေးဖြစ်သွားအဲ့ကွန်ပျူတာ site ဖြစ်သွားပါပေါ့เนาะကွန်ပျူတာ site လေးဖြစ်သွားပြီဆိုရင်ကျွန်တော်တို့မမြင်ရရင် live လေးနဲ့ဖြည့်ကြည့်မယ်ဖြည့်ကြည့်ပြီးတော့ဒီမှာ Google ရဲ့ studio ဆိုတာနှိပ်လိုက်เนาะနှိပ်လိုက်ကျွန်တော်ကဘာလို့လဲမသိ live မကောင်းတာလားဘာလဲမသိတော့နေအဲ့မှာကျွန်တော်ဆိုရင်တန်းကြလာတယ်ပေါ့နော်ကျွန်တော်ဆိုရင်ဒါတန်းပြီးရောက်သွားပါတော့ဒါပေမဲ့မိတ်ဆွေတို့ကတချို့ဆိုရင်ဒီနေရာတန်းမရောက်ခင်နဲ့ဘယ်နေရာရောက်လဲဆိုရင်ကျွန်တော်ပြမယ်ဒီမှာဒါဆိုကျွန်တော်တို့တန်းရောက်လာတယ်ဒီနန်းကိုပြီးရွေးနေတန်းရောက်တာပေါ့နော်ဒါပေမဲ့တချို့ဆိုဘယ်နန်းရောက်လဲဆိုဒီမှာ dashboard လေးကိုတချို့နှိပ်လိုက်မယ်နော် Google AI Studio ဆို dashboard လေးကိုနှိပ်လိုက်လို့ရှိရင်သူ့ဘယ်နေရာရောက်သွားလဲဆိုရင်ကျွန်တော်တို့ကဒါသူ့ရဲ့ home ဆိုတဲ့နေရာရောက်သွားပါနော်တချို့ဆိုရင်ကျွန်တော်ပြမယ်အဲ့နေရာလေးမှာတိုင်ပတ်နေပေါ့နော်သူတို့ gas API key မပေါ်ဘူးဆိုပြီးတိုင်ပတ်နေကြတဲ့နေရာလေးရှိတယ်ကျွန်တော်ပြမယ်အဲ့နေရာဘယ်နေရာလဲဆိုတာဒီမှာတော့ကျွန်တော်တို့ဒီအောက်ဆုံးမှာလေဒီလိုနေရာပေါ်လာရင်လေ get API key ဆိုတာဒီမှာတော့ပုံလေးနဲ့ဗျာဒီမှာအောက်ဆုံးမှာအဲ့နေရာလေးကိုလေနှိပ်လို့ရရနော်နှိပ်လို့ရတယ်ကျွန်တော်တို့တစ်မျိုးပေါ်တဲ့နေရာရှိသေးတယ်ဒီနားမှာအပြာရောင်စလုံးနေရှိတယ်ဗျာအပြာရောင်စလုံးနေရှိတယ်ဒီနေရာမဟုတ်ဘူးကျွန်တော်တို့တချို့ဆိုနောက်တစ်မျိုးပေါ်တဲ့နေရာရှိတယ်အဲ့ကြံလည်းဒီကျွန်တော်တို့ဗျာဒီမှာအပေါင်းရယ်4000လေးဒီဆိုတဲ့ဟာလေးနှိပ်ထားတယ်နော်အဲ့ရလေးရှိတယ်ပေါ့နော်အဲ့ဒီအောက်မှာ get API key ဆိုတဲ့အပြာရောင်စာတန်းလေးရှိတယ်အဲ့ဒါလည်းနှိပ်လို့ရရနော်ပြောမယ်ဆိုရင် gap API key တွေကနေနှိပ်လိုက်အဲ့ဒါဆိုမိတ်ဆွေတို့ဟိုကနေရပြန်ရောက်သွားလိမ့်မယ်တဲ့လား key ယူတဲ့နေရာရောက်သွားလိမ့်မယ်အဲ့ဒီနေရာကိုရောက်သွားလိမ့်မယ်အဲ့ဘယ်လိုပဲတွေ့ကျွန်တော်တို့ဟိုနိုင်ငံတွေ location တွေနဲ့ဗျာရွေးချယ်ခိုင်းတဲ့နေရာမှာနိုင်ငံတွေအများကြီးပဲစာသားတွေတန်းစီကြနေတဲ့နေရာမှာဆိုရင်ဒီအပေါင်းရယ်ဒီဆိုတဲ့4000ခွင်းလေးရယ်အောက်မှာအဖြူရောင်ကွက်ထဲမှာနော်အောက်မှာဆိုတာအဖြူရောင်ကွက်ထဲမှာအပြာရောင်စာတန်းလေးနဲ့ get API key ဆိုတွေ့လိမ့်မယ်အဲ့လိုမှမဟုတ်ဘူးစောစောစာမျက်နှာလိုမျိုးပြရတယ်ဆိုရင်ကျွန်တော်တို့ဒီမှာတော့ပုံနေအောက်ဆုံးမှာ
that API key ဆိုတွေ့နေမယ်နော်အဲ့ဒါလေးကိုနှိပ်ပြီးမှဒီကျွန်တော်တို့ကဒီနားမှာ key ယူလို့ရတယ် create API key ဆိုတွေ့နေမယ်နော်အဲ့ create API key ကိုနှိပ်ပြီးရင်ကျွန်တော်တို့ကဒီဟာလို့နှိပ်လိုက်မယ်ဆိုရင်ဒီလိုပေါက်လေးကြာလာမယ်ဒီလိုပေါက်လေးကြာလာလို့ရှိရင်ကျွန်တော်တို့ကကိုကြိုက်တဲ့နာမည်ပေးလို့ရတယ်ကျွန်တော်ဆိုရင် W အသေးလေးလုံးပေးလိုက်မယ်ပေးပြီးလို့ရှိရင်အဲ့ဒါကဘာလဲဆိုတော့ key ရဲ့နာမည်ပေါ့နော် create a new key ပေါ့ key name key ရဲ့ name ကိုပေးခိုင်းတယ်နာမည်ပေးခိုင်းတာ key name ပေးပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာ slide cloud project ဆိုရှိတယ်အဲ့ဒါလေးကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင်မြားလေးကိုနှိပ်လိုက်တာနော်အဲ့ဒီတန်းလေးရ slide cloud project ဆိုတဲ့ဟာလေးမြားလေးရှိတယ်မြားလေးကိုနှိပ်လိုက်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာမိတ်ဆွေက key သိမှာဆိုတော့ create project ကိုနှိပ်ပြီးလို့ရှိရင်ဒီထဲမှာကိုကြိုက်တဲ့နာမည်ထည့်ပေါ့နော်လေးလုံးလောက်ထည့်လိုက်ပေါ့နော်ကျွန်တော်ဆိုဒီမှာထည့်လိုက်မယ်ထည့်ပြီးတော့ကျွန်တော်ဆော့ထည့်ပြီးသွားပြီပေါ့နော်ဟိုကျွန်တော် key မပြောင်းတော့ဘူးလုံးမပြတော့ free project မနှိပ်တော့ဘူးပေါ့နော်ကျွန်တော်နှိပ်ပြီးလို့ပဲသဘောထားလိုက်ပါတော့ဗျာအဲ့မှာဆော့W လေးလုံးနဲ့ PMK ဒါကတော့ key name နေရာပေးခိုင်းတာနော် name ယူ project ဆိုတာတော့project name ကိုပေးခိုင်းတာပေါ့နော်အဲ့ဒါကိုတော့ create နှိပ်မပြတော့နော်မိတ်ဆွေတို့အဲ့လိုလေးနှိပ်လိုက်တော့ create လေးနှိပ်လိုက်နှိပ်ပြီးလို့ရှိရင်ကျွန်တော်ကပြမယ်ကဲမိတ်ဆွေရဲ့စိတ်ထဲမှာတော့ကျွန်တော်နှိပ်ပြီးသွားပြီသဘောထားလိုက်ပေါ့ဗျာနှိပ်ပြီးဆိုဒီမှာကျွန်တော်တို့ကဒီမှာ W လေးလုံးနဲ့ PMK ဆိုတာရှိတယ်ဒီမှာပေါ်နေမှာနော်ပေါ်နေလို့ရှိရင်မိတ်ဆွေကအရင်က key တွေအများကြီးထုတ်ထားလို့ရှိရင်ဒီကောင်မှာ key တွေအများကြီးပေါ်နေမှာနော်အလုံးမလုံးဘူးပေါ့နော်အဲ့ key တွေကအလုံးမလုံးတော့ဘူးမလုံးတော့ဆိုရင်ကျွန်တော်တို့ဘာလို့လဲဆိုတော့ဒီမှာအဆက်30ရှိရနော်သူဒီမှာ copy ရယ် dollar ရယ် grab ပုံလေးရယ်အဆက်30လေးနှိပ်ပြီးတော့ delete key ဆိုတာလေးနဲ့ရှင်းလိုက်နော်ဘာလို့လဲဆိုတော့ key ကအများကြီးပဲဆိုတော့ဒီခါလေးကြာရင်သူက key ကိုနောက်ထပ်ချမပေးတာတွေရှိတယ်ပေါ့နော် key ကထုတ်တာများနေပြီဆိုပြီးတော့အဲ့လိုမျိုးလေးဂျန်လေးဖြစ်တတ်တယ်ဒီမှာဒီ WW ရဲ့အပေါ်ကလေး key အဲ့ရလေးကိုနှိပ်ရမှာနော် WW အပေါ်ကစာတန်းလေးကိုနှိပ်ရမှာနော် W လေးလုံးရဲ့အပေါ်ကစာအပြာရောင်လေးကိုနှိပ်လိုက်ပြနှိပ်လိုက်မယ်ဆိုရင်ဒီမှာ copy ယူတဲ့ key လေးကြာလာတယ်ဒီမှာအပေါ်ဆုံးမှာ API key ဆိုတဲ့ဟာလေးကြာမယ်ကြာရင်ဒီ4000ကွက်လေးကို copy ယူလိုက်နော်ယူပြီးဆိုရင်ကျွန်တော်တို့ဘယ်သွားမလဲဆိုရင်ပြန်ထွက်ပြီးတော့ဒီမှာကိုယ့်ရဲ့ notebook မှာဒီ note မှာစာအုပ်လေးပေါ့နော်အဲ့ note မှာဒီ key လေးကိုမှတ်ထားလိုက်ပါနော်ဒီမှာကိုအချိန်မီပြန်ယူလို့ရပြ copy နောက်လေးထုတ်ချင်လို့ရှိရင်သူကအဲ့ဒီ key တစ်ခါထည့်ပြီးတာနဲ့ဟိုအလုပ်ပေါ့နော် key တစ်ခါလည်းထည့်ပြီးတာနဲ့ဟိုနောက်ရက်လဲသူကဂျမ်ဖြစ်ပြီးတော့ပြန်ထည့်ပေးရတာရှိတယ်တစ်ခါလေးကြာရင်အဲ့ key ကကျွန်တော်ဆို3ရက်လောက်သုံးပြီးတော့ပြန်ထည့်ပြီးတော့သုံးတာပေါ့နော်ပြန်ထည့်ပြီးသုံးတော့3ရက်လောက်တော့သုံးလို့ရတယ်နောက်ရက်ကျတော့ဘာဖြစ်သွားလဲမသိကျွန်တော်လည်းအဲ့လိုပဲဝင်လို့မရတော့ဘူးပေါ့နော်ဟို secret ရေးမပေးလို့ပေါ့နော်အဲ့ key ပြန်ထည့်ပြီးပြန်လုပ်ကြည့်တယ်ဒါပေမဲ့ secret ကျွန်တော်ရေးမပေးတော့အဲ့တော့ကျွန်တော် key ဒီနေ့ပြန်ထုတ်လိုက်တယ်ပြန်ထုတ်တော့အဆင်ပြေတယ်အဲ့လိုလေးပေါ့နော် copy ကိုအချိန်မီယူလို့ရအောင်လုပ်ထားလိုက်ပတ်ချထားလိုက်အဲ့လို notebook မှာမချတတ်ဘူးဆိုတဲ့လူကလည်း notebook မှာမချတတ်တော့ဆိုတဲ့လူကလည်းဘာလုပ်လဲဆိုကိုယ်တငယ်ချင်းတယောက်ကိုတငယ်ချင်းမိသားစုပေါ့နော်အဲ့ဒီဟာကိုအဲ့ key ကိုပို့ပေးထားလိုက်ပေါ့နော်ဒီလိုပို့လိုက်ပေါ့ကျွန်တော်ပြဒီလိုပို့ထားလိုက် Telegram ပဲဖြစ်ဖြစ်ဘာပဲဖြစ် Viber ပဲဖြစ်ကြိုက်တဲ့နေရာပို့အဲ့ဒါဆိုအချိန်မျိုးကဒီ key ကိုဒီမှာ copy ယူလို့ရတယ်ဒီမှာ copy ဆိုဒီနားမှာပေါ်နေအဲ့လိုယူလို့ရတယ်အဲ့လိုယူထားလိုက်ယူထားပြီးရင်ကျွန်တော်တို့ဘယ်သွားမလဲဆိုအဲ့ key ကို copy ယူပြီးသွားရင်เนาะကျွန်တော်တို့ကဒါလွယ်တကူထည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာအပေါင်းလေးကိုကျွန်တော်နှိပ်လိုက်မယ်အပေါင်းလေးကိုနှိပ်လိုက်တယ်เนาะနှိပ်ရင်ဒီ Google ရဲ့စာမျက်နှာသိရောက်သွားရင် tag editor မှာသွားဖြည့်ပါเนาะ DEHT.EDIT ကို tag editor မှာသွားထည့်လိုက်မယ်ထည့်ပြီးဆိုရင် tag editor လေးဝင်လိုက်ပါเนาะဝင်လိုက်ရင်လည်းစောစောကကျွန်တော်တို့က desktop site ဒီအဆက်30လေးပြောင်းထားတာဆိုတော့ဒီမှာ desktop site လေးပြောင်းထားတာဆိုတော့ဒါကျွန်တော်ပြောင်းရမလို့တော့ဘောနော်တကယ်လို့မိတ်ဆွေဒီနားမှာစလုံးအကြီးကြီးတွေဆိုပြောင်းအောင်ပါနော်အဲ့လိုစလုံးသေးသေးလေးဖြစ်သွားကွန်ပျူတာဆိုင်တက် data တွေဝင်လိုက်မယ်ဝင်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီလိုကြာလာမှာပေါ့နော်ဒီလိုကြာလာလို့ရှိရင်ကျွန်တော်တို့ကဒီမှာ open file computer from open file from computer ဆိုနှိပ်လိုက်ဒီမှာ photo and video ဆိုတာနှိပ်လိုက်နော်နှိပ်လိုက်တော့ကျွန်တော်တို့ကဒီမှာကျွန်တော်လည်းမိတ်ဆွေတို့လိုပဲစလို့တော့အဆင်မပြေဘူးပေါ့နော်အဆင်မပြေဘူးဆိုတာ download တွေဒီမှာအများကြီးပဲကျွန်တော်ဆွဲထားတယ်တချို့ဟာတွေဆိုအဆင်မပြေတော့ကျွန်တော်အဲ့လိုပဲ key လွှဲတာတို့ကိုမမှန်တာတို့ပေါ့နော် key မမှန်တာတို့ဆိုရင်ကျွန်တော်အဲ့လိုပဲ secret ဝင်ရေးလို့မရဘူးပေါ့နော်အဲ့တော့ဟိုကစိတ်တိုင်းမကြတော့ပြန် down လိုက်ပြန်ထည့်လိုက်နေလောက်ရတာပေါ့နော်အဲ့လိုမျိုးလေးရှိတယ်ပေါ့နော်ပြန်လောက်ရတယ်အဲ့မှာကျွန်တော်ကဒီနေရာမှာတန်းရောက်လာပေါ့နော်တန်းရောက်လာတယ်ဆိုတာကကျွန်တော်ဖိုင်နေရှိတယ်ကျွန်တော် down ထားတဲ့ဖိုင်နေတန်းရောက်လာတချို့မိတ်ဆွေတို့အသစ်တွေဆိုလူသစ်တချို့တွေကျတော့မပေါ်ဘူးပေါ့နော်မပေါ်ရင်ဒီမှာ
Telegram ဆိုတဲ့ဘေးမှာဘက်ဘက်မှာဘာသုံးချောင်းရှိတယ်အဲ့ဘာသုံးချောင်းကိုနှိပ်ပြီးလို့ရှိရင်မိတ်ဆွေကစောစောမှာလောလောလတ်လတ်ဒေါင်းထားတဲ့လူဆိုရင်ရဆန်ကိုနှိပ်လိုက်ဒီလိုရဆန်ဆိုနှိပ်ရင်စောစောလောလောလတ်လတ်ဒေါင်းထားတဲ့ဖိုင်တွေကိုသူချပေးမှာတဲ့မိတ်ဆွေကစောစောကနေမှဒေါင်းထားတယ်ဆိုအဲ့ဒီဖိုင်တွေချပေးတယ်မယ်အဲ့လိုမှမဟုတ်ဘူးမိတ်ဆွေကဒီရဆန်ကိုမနှိပ်ချင်ဘူးဒေါင်းတော့ပဲနှိပ်မယ်ဒေါင်းတော့နှိပ်နေမယ်ဆိုရင်အောက်ဆုံးကဒီမှာနော်ဒေါင်းတော့လေးကိုနှိပ်လိုက်တယ်ဒေါင်းတော့နှိပ်လို့ရှိရင်ဒီမှာသူကဘယ်ကဒေါင်းထားလဲမင်းဘယ်ကဒေါင်းထားလဲပေါ့နော်အဲ့တော့သူပြောနေမယ်စနက်ကြီးကဒေါင်းထားလား Telegram ဒေါင်းတာလားဒါမှမဟုတ်ဇာပြားကူးထားလားသူကအဲ့ဖိုင်ရှာခြင်းနဲ့ဆိုကိုက Telegram ဒေါင်းထားတော့ဖိုင်ပဲဖြစ်ဖြစ်ဗီဒီယိုပဲဖြစ်ဖြစ်ပေါ့နော် Telegram ကိုနှိပ်လိုက်မယ်အဲ့ဆို Telegram ရဲ့ဒီမှာကိုဒေါင်းထားတဲ့ဖိုင်နဲ့ကြာလာလိမ့်မယ်အဲ့လိုကြာလာပြီဆိုတာနဲ့ကိုကရွေးချယ်ပြီးထည့်ပြလိုက်အဲ့ဖိုင်ကိုမှန်လားပေါ့ဖိုင်ကိုထည့်ပြလိုက်မယ်sorry ခဏကျွန်တော်တို့ကစောစောကတက် data မှာသွားထည့်ပြမှာနော်ခဏလေးကျွန်တော်ထည့်လိုက်မယ်ကျွန်တော်ဒီဟာလေးကိုနှိပ်လိုက်မယ်နော်ပြန်နှိပ်ပြီးပြန်ထည့်ကြည့်လိုက်မယ်အဲ့ဒါစောစောဖိုင်ရှာနေတော့တချို့အဲ့လိုဒေါင်းပြီးတော့ဖိုင်မတွေ့ဆိုပြောနေလို့ပေါ့နော်ကျွန်တော်ပြောတာဒီမှာစောစောကဆိုရင်ဒီမှာ download ထဲမှာရှိတယ် Telegram ကလားစနစ်ကျော်လား Telegram ဒေါင်းထားတဲ့အတွက် Telegram နဲ့ဝင်ပြီးတော့အဲ့ဖိုင်လေးကိုရှာမယ်ဒီမှာကိုဒေါင်းထားတဲ့ဖိုင်လေးကျွန်တော်လည်းဒီမှာအများကြီးရှိတယ်အဲ့ဒီမှာမဟုတ်ဘူးစောစောမှာကိုလောလောလတ်လတ်ဒေါင်းထားတယ်ဆိုရင် reset ကိုနှိပ်လိုက် reset မှာလည်းစောစောကကျွန်တော်ဆိုတာစောစောကလောလောလတ်လတ် screenshot ရိုက်ထားတယ်ဒေါင်းထားတယ်ရှိရပါတော့အဲ့ဒါစိုက်မောင်းထားပါတော့ဒါ Telegram နဲ့ပဲသွားလိုက်မယ်ကျွန်တော်ဒီ Telegram ထဲမှာကျွန်တော်သွားလိုက်မယ်ဆိုတော့ဒါကျွန်တော်လောလောလတ်ဒေါင်းထားတဲ့ဖိုင်လေးအဲ့ဒါကိုကျွန်တော်နောက်ဆုံးဒေါင်းထားတဲ့ဟာလေးပေါ့နော်ထည့်လိုက်မယ်နော်နောက်ဆုံးဒေါင်းထားရဟုတ်လားတော့မသိဘူးထည့်လိုက်မယ်ထည့်လိုက်မယ်ဆိုဒီလိုဒီမှာဒီလိုဖိုင်ကြလာမှာပေါ့နော်ဒီလိုဖိုင်ကြလာမှာကီးရထည့်လို့ရမှာဒါမဲ့ကျွန်တော်အဲ့ဒီဖိုင်ကိုဒီကီးထည့်တဲ့နေရာတော့ကျွန်တော်ပြောထားပြီးသားပေါ့နော်ဒီမှာဆိုရင်လိုက်ရှာလိုက်မယ်လိုက်ရှာပြီးတော့ကျွန်တော်တို့30ရဲ့1000ရဲ့ဆိုတဲ့အောက်မှာလေကီးထည့်တဲ့ဟာလေးပေါ့နော်ကျွန်တော်ပြပြီးသားပါပြီကျွန်တော်ဗီဒီယိုကကြာမှာမို့လို့ဒီဟာလေးကတချို့ကလည်းတည်ပြီးသားသူတွေရရှိတယ်ပေါ့နော်ဗီဒီယိုအသစ်ဒါပြန်လုပ်ပေးနေရတာပေါ့နော်ကျွန်တော်မှာဒီမှာ3ရေ1000ရေရှိရနော်အဲ့ရောက်ကိုထည့်ပြီးတော့ကျွန်တော်ထည့်ပြကြည့်လိုက်မယ်ဗျာထူပါအောင်လက်စာနေတော့သူကအဲ့ဒီနေရာမှာနော်အဲ့ဒီနေရာမှာတချို့မထည့်တတ်ဘူးပေါ့နော်မထည့်တတ်တော့ဒီလိုချောသွားနော်အဲ့လိုလေချောသွားမထည့်တတ်ကြဘူးအဲ့ဒီနေရာကိုလေမထည့်တတ်ဘူးဖြစ်တယ်ပေါ့နော်ကျွန်တော်သူကထည့်လို့လည်းမလွယ်ဘူးပေါ့နော်ဒီနားမှာ pass ကိုကျွန်တော်ပေးနေတာပေါ့နော်ဒီမှာသူကတခြားနေရာရောက်သွားတယ်တချို့အဲ့နေရာမှာတိုင်ပတ်နေသူလည်းရှိတယ်ရှိတော့ကြတော့ကျွန်တော်ကဘာလုပ်မလဲဆိုတော့ဒီဟာလေးကို space bar လေးပေါ့နော်ဒီအမဲရောင် line လေးကိုအလဲတဲထားပြီးတော့ကျွန်တော်ကစောတော့ copy paste လုပ်ထားတဲ့ကျွန်တော်တကယ်ရင်းတယောက်စီပို့ထားတဲ့ဒါလေးကို copy သွားယူလိုက်မယ်နော် copy နှိပ်လိုက်မယ်နှိပ်ပြီးဆိုတာနဲ့အဲ့မှာမှသူကဘားလေးကလဲမှာတက်ဖြစ်နေတော့အဲ့မှာလဲတက်လေးမှာဒီမှာကျွန်တော် keyboard ရဲ့ပုံမှာကျွန်တော်ရဲ့ copy ယူလာတဲ့ key ဒီမှာအဲ့လေးကိုနှိပ်လိုက်အဲ့တော့ဘယ်မှမယူတော့အလဲတက်ရောက်သွားနော် comma နှစ်ခုကြာလဲတက်ရောက်သွားပြီရောက်သွားပြီဆိုရင်ကျွန်တော်တို့ကလည်းအဲ့အပေါ်ဆွဲပြီးတော့မှပေါ်ဆွဲပြီးတော့ဒီမှာ save to drive ဆိုတာလေးနှိပ်လိုက်နော် save to drive ကိုနှိပ်လိုက်မယ်နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ကတော့ဝိုင်းလေးနဲ့စောင့်အောင်ပေါ့နော် save to drive ဆိုတာစောင့်မယ်လို့ခဏစောင့်လိုက်မယ်မိတ်ဆွေကအသစ်ဟွာလုံးမှာဆိုတော့ down လိုက်ပေါ့နော် open file ဆိုပြီး down ရင်လည်း down လိုက်ပေါ့နော်ဒီကလို့နောက်ပိုင်းဒေါင်းတာတော့ပိုသေးကြတော့ပေါ့ဘာလို့လဲဆိုတော့ကိုအဲ့ဖိုင်နဲ့တန်းဝင်ပြီးတန်းဟောတော့ save to drive ဆိုဘယ်ဖိုင်နဲ့လဲဆိုတာကိုမသေးကြဘူးဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တစ်ချက်ကြည့်မယ်ဒေါင်းလိုက်မယ် save to drive ကလည်းကြားတယ်ဒေါင်းတော့ဂိမ်းနဲ့မင်းထက်ဒေါင်းမလားတဲ့ကျွန်တော်ဒေါင်းတာတွေများနေပေါ့နော်ဒေါင်းတော့ဒေါင်းလိုက်ပါဒါပေမဲ့ကျွန်တော်ကဒေါင်းလိုက်ပါမယ်ဒါကျွန်တော်ဒေါင်းလိုက်မယ်ကျွန်တော်ဟိုလိုဆိုတော့မဒေါင်းတော့ဒီတိုင်းပဲဝင်ပြမလို့မိတ်ဆွေတို့ကိုကျွန်တော် save to drive ဆိုတာသူက save လိုက်ပြီဆိုမှတော့ကိုအဲ့ဒီဖိုင်ကိုဝင်အသုံးပြုလို့ရမှာပဲလေနော်ဒါမဲ့တော့မိတ်ဆွေတို့သိအောင်ဒေါင်းပြလိုက်တာနော်ဒေါင်းပြလိုက်တော့ကျွန်တော်တို့အဲ့ဒီဖိုင်ကတကလို့ရှာမတွေ့ဆိုဒီမှာအဆက်30နော်ဘေးမှာ60နှစ်ဆိုရဲအာသွင်းတုံးလေးရအောင်မှာအဲ့အဆက်30ကိုနှိပ်ပြီးတော့ကျွန်တော်ဆွဲတော့မှာဒေါင်းလို့ဆွဲထားဆိုဒေါင်းလို့တွေဝင်လိုက်ဒေါင်းလို့တွေဝင်ပြီးလို့ရှိရင်ဒီမှာကျွန်တော်အပေါ်ဆုံးမှာဖြစ်မယ်နော် just now ဆိုတာအပေါ်ဆုံးမှာ just now ဆိုတာလောလောလတ်လတ်ဆွဲတော့ဒီမှာဒေါင်းလို့ဆွဲထားတယ်ဟာအဲ့နှိပ်လိုက်နှိပ်လိုက်လို့ရှင်ဒီနေရာရောက်လာပြီပေါ့နော်ဒီနေရာရောက်လာပြီဆိုရင်ကျွန်တော်တို့ DIDA Titanic ဆိုတဲ့စကား Titanic စကားလေးထုတ်လိုက်မယ်နော်3-5မိနစ်စာပေါ့3မိနစ်ကနေ5မိနစ်တွင်
secret ခံနိုင်မယ်အဲ့မှာနည်းနည်းတော့စောင့်ရပါတော့ကျွန်တော်တို့ဒီ VPN လေးပဲလေးခံထားပါတော့ကျွန်တော်တို့အဆင်ပြေတယ်လို့ကြည့်ကြပြီးတော့ကိုဖုန်း VPN မခံလဲကောင်းလား VPN ခံရင်လည်းကောင်း line ကောင်းနေဆိုရင် VPN လေးပြောင်းပြီးတော့သုံးပြီးဖွင့်ပြီးတော့ခံပြီးတော့ထုတ်ပါနော်အဲ့လိုမျိုးလေးတကယ်လို့ VPN ကလည်း location လေးလည်းပြောင်းပြီးသုံးကြည့်ပါနော်ကျွန်တော်တို့ဒါစင်ကာပူနဲ့ထုတ်ထားပါနော်ဒါဒီမှာဆိုကြလာပြီပေါ့နော်အဲ့ဒီ file က down မရတဲ့သူတွေကကျတော့အဲ့လိုကိုယ်ရဲ့ file ကြီးပြန်ဖြတ်ပြီးတော့မှပြန် down ပြီးတော့တခြားလေးပြန်လုပ်ကြည့်နော်တချို့ဆို file down မရဘူးဆိုတော့ကျွန်တော်လည်းဒီမှာမနေ့ကမှထုတ်လိုက်တာပေါ့နော်ဒီဟာဒါကျွန်တော်အဲ့မှာဘောနော်ကိုကနည်းနည်း jam ဖြစ်လို့ရှိရင် API key ကိုလည်းကျွန်တော်တို့အဆင်ပြေသလိုလေးကိုလည်းထုတ်နေသေးသွားပြီဆိုတော့အဆင်ပြေသလိုလေးထုတ်ပြီးတော့ပြန်ထည့်ပြန်ဖြတ်ပြန်လုပ်ကြည့်ပေါ့နော်ဟိုထုတ်လို့ရရင်တော့ထုတ်ပေါ့အဲ့ဒီ key လေးကိုပြန်သုံးကြည့် key ကအလုံးမလုပ်ဘူးဆိုပြန်အဲ့လို key ပေါ့နော် key ကျွန်တော်တို့တစ်ခါ secret ဝင်ရေးမယ်ဆိုရင်ကျွန်တော်ထင်တော့ key တစ်ခါပြန်ထည့်ပြရတယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်လည်းအဲ့လောက်ကြီးမူဝီလောကကကျွန်တော်အဲ့လောက်ကြီးတော့လောက်တာမဟုတ်ဘူးဒါမဲ့ဆိုတော့နီးလန်းပြပေးတာပေါ့နော် key ကပြန်ထည့်ပြရတယ်လို့ဖြစ်မယ်ပေါ့နော်အဲ့မှာအဲ့ key ကို copy ချထားတဲ့ key ကိုထည့်ကြည့်ပေါ့နော်ကျွန်တော်လွန်ခဲ့တဲ့3ရက်တုန်းကတော့ကျွန်တော်အဲ့ key က3ပြုတ်လို့ရတယ်ပေါ့နော်3ရက်တော့တိုက်တယ်တာနဲ့ပြန်ထည့် download ဖိုင်ပြန်လုပ် save to drive လုပ်ပြီး download ဖိုင်ပြန်ထုတ်ပြီးတော့အဲ့ key နဲ့သုံးကြည့်ရပါတော့ရတယ်ထုတ်လို့ရတယ်3ရက်4ရက်လောက်ကျော်5ရက်လောက်တော့တစ်ပတ်လောက်တော့ရှိတယ်နဲ့အဲ့ဒီကပြန်ထုတ်လို့မရတော့ဘောနော်ကျွန်တော်အဲ့ key ကထုတ်မရတော့ကျွန်တော် key သက်တောင်းပြီးပြန်ထုတ်ကြည့်ရတယ်အဆင်ပြေတယ် okay တယ်အဲ့လိုလေးလုပ်ကြည့်နော်ကိုယ့်ဘာသူညနာအားလေးစိုက်ပြီးတော့လုပ်ကြည့်ကြပါနော်အားလုံးအဆင်ပြေကြပါစေဗျာ